ဆောင်ရွက်နေတဲ့ကုသိုလ်ရေးကိုလမ်းလို့လာခဲ့ကြပြီလေတစ်နေ့လုံးသူစင်သွားတဲ့စင်သားလာတဲ့ပရာဟိတလူငယ်လေးတွေကများသူဆောင်ရွက်နေတဲ့ကုသိုလ်ရေးကိုလမ်းလို့လာခဲ့ကြပြီလေတစ်နေ့လုံးသူစင်သွားတဲ့စင်သားလာတဲ့ပရာဟိတလူငယ်လေးတွေကလို့ရဲ့ဒါနာကုသိုလ်ရေးကိုအကုန်ပေါ်ရကျွမ်းလမ်းလို့လာခဲ့ကြပြီလေဘုရားလေးတန်းပွင့်လန်းနေတဲ့ဒီမြင့်တက်ကကြော်လန်းလေးလို့ဒီနေ့တာရှောင်းလန်းခဲ့ပေမဲ့တဘဝတော့ကောင်းလာရအောင်လို့စိတ်ရည်ချမ်းသာခြင်းတွေနဲ့ကိုယ်ရည်ချမ်းသာခြင်းတွေနဲ့တော်မဲနဲ့ကြွားရဲမို့လို့ထောင်ရအေးရင်ကြပါစေဆောင်ရွက်နေတဲ့သူရေးမှုလမ်းလို့လာခဲ့ကြပြီလေစိတ်လုံးသူစင်သွားတဲ့စင်ထားတဲ့ပရာဟိတလူငယ်လေးတွေကစိတ်ဝင်သိမ့်ထွက်လို့ရဲ့ဒါနာကုသိုလ်ရေးကိုပေါ်ပေါ်ရကျွမ်းလာခဲ့ကြပြီလေဘုရားလေးတန်းနေနေချမှာမြတ်တာတက်တဲ့ပွင့်လန်းနေတဲ့ဒီမြင့်တက်ကကြော်လန်းလေးလို့ဒီနေ့တာရှောင်းလန်းခဲ့ပေမဲ့တဘဝတော့ကောင်းလာရအောင်လို့စိတ်ရည်ချမ်းသာခြင်းတွေနဲ့ကိုယ်ရည်ချမ်းသာခြင်းတွေနဲ့